အုပ်စုနောက်ဆုံးပွဲစဉ်ကိုအနိုင်ရရှိရုံနဲ့တနည်းအားဖြင့်ဗီယက်နမ်အမျိုးသမီးလက်ရေးစဉ်အသင်းကိုအနိုင်ရရုံနဲ့ဘိုလူပွဲထိတက်ရောက်သွားမယ်မြန်မာလက်ရေးစဉ်အမျိုးသမီးအသင်းအားလုံးပဲမင်္ဂလာပါမိချေကတော့မိချေပါပဲဒီကနေ့မှလည်းကျွန်တော်တို့မြန်မာလက်ရေးစဉ်အမျိုးသမီးအသင်းကယခုကျင်းပနေတဲ့33ကြိမ်မြောက်အရှေ့တောင်အာရှဒါစီးကိန်းပြိုင်ပွဲမှာဆိုလို့ရှိရင်မလေးရှားအသင်းကိုထပ်နိုင်ပြီးတော့အုပ်စုဘူနီယာကိုရောက်ရှိခဲ့ပြီပေါ့နော်အဲ့တော့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဗီယက်နမ်အသင်းနဲ့ပွဲစဉ်တစ်ပွဲပဲကျန်တော့တယ်ပေါ့နော်အဲ့တော့အဲ့ဗီယက်နမ်အသင်းနဲ့ပွဲစဉ်ကကျွန်တော်တို့အတွက်တော်တော်လေးကိုအရေးကြီးနေတဲ့ပွဲစဉ်ပေါ့နော်အခုဒီကျွန်တော်တို့ဗီယက်နမ်နဲ့ဖိလစ်ပိုင်အသင်းတို့ကစားသွားတဲ့ပွဲစဉ်မှာပွဲကစားချိန်နောက်ဆုံးမိနစ်အချိန်ပိုရောက်မှနှမျောစရာကောင်းတော့နော်ဗီယက်နမ်အသင်းကရှုံးသွားတယ်နော်ဖိလစ်ပိုင်အသင်းကတကူကူမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားတယ်အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့မြန်မာအသင်းပါဝင်တဲ့အုပ်စုကအမပေးစရာကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့မြန်မာကနှစ်ပွဲကစားနှစ်ပွဲနိုင်ရာဂိုး9ဂိုးပေးဂိုး2ဂိုးနဲ့ရမှတ်6မှတ်အဆင့်1နေရာမှာရှိတယ်အဲ့တော့သူ့ရဲ့ဒုတိယနေရာမှာကျတော့ဗီယက်နမ်အသင်းကနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရာဂိုးက9ဂိုးပေးဂိုးက2ဂိုးရမှတ်3မှတ်နဲ့အုပ်စုဒုတိယနေရာမှာတော့ဖိလစ်ပိုင်အသင်းကနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲရှုံးရာဂိုး2ဂိုးပေးဂိုး2ဂိုးနဲ့ဒီရမှတ်3မှတ်နဲ့ပေါ့အုပ်စုမှာတတိယနေရာမှာရှိတယ်အဲ့တော့အုပ်စုနောက်ဆုံးပွဲစဉ်ကကျွန်တော်တို့မြန်မာလူတွေမျိုးသမီးအသင်းကဗီယက်နမ်အသင်းနဲ့ကစားမယ်ဖိလစ်ပိုင်အသင်းကကြတော့မလေးရှားအသင်းနဲ့ကစားမယ်အဲ့တော့လက်ရှိအနေထားရတော့ဗီယက်နမ်အသင်းကကျွန်တော်တို့မြန်မာအသင်းနဲ့တွေ့တဲ့အခါကျရင်သူတို့ကမဖြစ်မနေအနိုင်ကစားမှာပဲနောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရတော့မယ်တစ်ဖက်ကဖိလစ်ပိုင်အသင်းကကြတော့မလေးရှားအသင်းကိုတော့နိုင်လိုက်ပြီဆိုလို့ရှိရင်သူတို့ကနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ကရှိသွားပြီအဲ့တော့ဒီနေရာမှာဒီအချိန်နဲ့ဆိုကျွန်တော်မြန်မာအသင်းကဘယ်လိုဖြစ်မှာလဲအဲ့တော့ဘယ်လိုဖြစ်မှာလဲဆိုတော့ကျွန်တော်တို့မြန်မာလေဗီစဉ်အမျိုးသမီးအသင်းအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဗီယက်နမ်အသင်းနဲ့ပွဲစဉ်မှာမဖြစ်မနေအနိုင်ဆုံးတည်ကစားရမှာဖြစ်ပါတယ်အဲ့တော့ရှုံးလို့မရဘူးလားဆိုတော့မရှုံးရင်ပိုကောင်းတာပေါ့နော်အဲ့တော့ရှုံးလို့တော့ရတယ်နည်းနည်းပွဲစဉ်စရာပြန်ကြည့်တာလည်းအကုန်လုံးရှုပ်ရှက်ခတ်ကုန်မှာပေါ့နော်ကျွန်တော်တို့ဒီအာဆီယံစီးဂိမ်းမှာကကျွန်တော်ဥရောပတွေလိုမျိုးဘိုးရလက်ကိုအရင်ကြည့်တာမဟုတ်ဘူးထိထိပြေးဆုံမှု head to head ဆိုတဲ့စီးမျိုးကိုအရင်ကြည့်တာအဲ့တော့ဆိုကြပါစို့မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာဒါတည်ကြသွားခဲ့တယ်ဆိုလို့ရှိရင်ဗီယက်နမ်အသင်းကနောက်တစ်ဆင့်ကိုမတက်ရောက်တော့ဘူးသို့ပေမဲ့တစ်ဖက်မှာဖိလစ်ပိုင်အသင်းကမလေးရှားအသင်းကိုအနိုင်ရရှိခဲ့ရင်ပေါ့ဒါဆိုရင်ဗီယက်နမ်အသင်းကပြုတ်ပြီးတကယ်လို့ကျွန်တော်တို့မြန်မာအသင်းကပြောမကောင်းဆိုမကောင်းဗီယက်နမ်အသင်းကိုနော်ပုတ်ခါတီကရှုံးနေသွားခဲ့တယ်ဆိုရင်ကျွန်တော်တို့မြန်မာအသင်းကလည်း6မှတ်ဗီယက်နမ်အသင်းကလည်း6မှတ်ဖိလစ်ပိုင်အသင်းကလည်း6မှတ်ဖြစ်သွားပြီဒါဆိုလို့ရှိရင်အုပ်စုပုံကိုဘယ်သူကရောက်မှာလဲဆိုတော့ကိုစဉ်းစားရတော့မယ်ကဲထားပါတော့ဗီယက်နမ်အသင်းကအုပ်စုပထမနေရာကိုရရှိသွားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာအသင်းကအုပ်စုဒုတိယဖိလစ်ပိုင်အသင်းကအုပ်စုတတိယသူရမှန်6မှတ်စီတူနေခဲ့တယ်ဆိုလို့ရှိရင်အုပ်စုဒုတိယနေရာနဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့အတွက်ကျွန်တော်တို့မြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ရဲ့ထိတဲ့လူစုမှုကိုကြည့်တဲ့အခါကျွန်တော်တို့မြန်မာအသင်းကအနိုင်ရရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာအသင်းကနောက်တစ်ဆင့်ကိုတက်ရောက်သွားမှာဖြစ်ပါတယ်ဒါပေမဲ့အုပ်စုဒုတိယအနေနဲ့ဒါကျွန်တော်တို့မြန်မာလေဗီစဉ်အသင်းကနောက်တစ်ဆင့်ကိုတက်ရောက်သွားမယ်ဆိုလို့ရှိရင်တစ်ဖက်ကကျွန်တော်တို့အုပ်စုပုံအနေနဲ့တေချာပေါက်တက်လာမှာကတော့အင်ရှင်ထိုင်းအသင်းဖြစ်ပါတယ်အဲ့တော့ထိုင်းအသင်းကိုကျွန်တော်တို့ဆီမီဖိုင်နယ်မှာမတွေ့ချင်ဘူးပေါ့နော်ဘိုလူပွဲမှာပဲတွေ့ချင်တာပေါ့အဲ့တော့အဲ့ဒီလိုအခြေအနေကြောင့်ကျွန်တော်တို့မြန်မာလေစဉ်အမျိုးသမီးအသင်းအနေနဲ့ဗီယက်နမ်အသင်းနဲ့ပွဲတင်မှာမဖြစ်မနေအနိုင်ဆုံးတည်ကစားရမှာဖြစ်ပါတယ်ဗီယက်နမ်အမျိုးသမီးအသင်းကိုသာအနိုင်ဆုံးတည်ကျသွားရင်ကျွန်တော်တို့မြန်မာလေစဉ်အမျိုးသမီးအသင်းကအုပ်စုဘိုအနေနဲ့တက်သွားမယ်ထိုင်းအသင်းကတက်လာမယ်အုပ်စုဒုတိယအနေနဲ့လက်ရှိအချိန်မှာတော့အင်ဒိုနီးရှားအမျိုးသမီးအသင်းကပဲဖြစ်ဖို့များနေရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စင်ကာပူအသင်းကအင်ဒိုနီးရှားကိုတော့ရှုံးနေဆိုတော့ထိုင်းကိုလည်းတေချာပေါက်ထက်ရှုံးပါပဲလေအဲ့တော့အင်ဒိုနီးရှားအမျိုးသမီးအသင်းပဲတက်လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကထိုင်းကိုရှောင်လဲဖို့ဆိုလို့ရှိရင်တေချာပေါက်ကျွန်တော်တို့မြန်မာလူတွေအမျိုးသမီးအသင်းကအုပ်စုဘိုအနေနဲ့တက်ဖို့လိုပါတယ်အဲ့တော့အုပ်စုဘိုအနေနဲ့ဖြစ်ဖို့အတွက်လည်းဗီယက်နမ်အသင်းကိုအနိုင်ဆုံးတေချအောင်ကစားဖို့လိုတယ်ဗီယက်နမ်အသင်းကလည်းအဲ့ဒီပွဲစဉ်မှာသူတို့ကမြန်မာအသင်းကိုနိုင်မှသာလင်နောက်တစ်ဆင့်ကိုတက်ရောက်မှာဖြစ်တယ်ကျွန်တော်တို့မြန်မာလူတွေအသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကတော့ကျွန်တော်တို့ရဲ့ကျောင်းတော်ကရန်စားတွေနဲ့ပြည့်နေနေတဲ့ဗီယက်နမ်မျိုးသမီးလက်ရည်စဉ်အသင်းနဲ့အကျိတ်နဲ့တော့ရှင်ပြိုင်သွားဖို့ရှိတယ်။သို့ပေမဲ့တကယ်လို့ဒီပွဲစဉ်ကိုသာမြန်မာအသင်းကတည်ရကြလိုက်ရုံနဲ့ကျွန်တော်တို့မြန်မာလက်ရည်မျိုးသမီးအသင်းကဘိုလူပွဲထီကိုတလန်းသွားပြီပေါ့ဗျာ။တေးကြတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ဆီမီဖိုင်နယ်မှာတစ်ဖက်ကအင်ဒိုနီးရှားမျိုးသမီးအသင်းဆိုတော့ကျွန်တော်တို့မြန်မာမျိုးသမီးလက်ရည်အသင်းအေးစိတ်နိုင်ပါလေတေးကြတယ်ဟုတ်တယ်မလား။ဒါ
ဒါကြောင့်မို့လို့ကျွန်တော်တို့ကဘောလူပွဲကိုတန်းတက်ပြီးလို့ပြောလို့ရတယ်အဲ့တော့အရေးကြီးဆုံးဒီ VNN အမျိုးသမီးလက်ရွေးစင်အတင်းနဲ့ပွဲစဉ်ကိုကျွန်တော်တို့မြန်မာအမျိုးသမီးအတင်းကနေဆုံးတည်ကစားဖို့အရင်လိုအပ်ပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်အခု analysis လုပ်ပြီးတော့ပြပြခြင်းဖြစ်ပါတယ်အဲ့ကျွန်တော်မိချေအားသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဝင်ငှနေပါတယ် brother တို့အနေနဲ့ချက်နှစ်သက်တယ်ဆိုလို့ရှိရင် like and subscribe လေးဖြင့်ကူညီခဲ့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါ